တို့နေတဲ့တဲလေးပြပါမယ်တဲ့နော်ကျွန်တော်တို့နေတဲ့တဲလေးပြပါမယ်တရားကြီးကရက်စလုံးနဲ့ဘာများမှလို့လေတခါမှမချခဲ့ဘူးတဲ့မျက်ရည်တွေတော့လက်ကားပဲဆိုရွှဲအခုသွားရမယ့်လမ်းကချမ်းနဲ့တက္ကနာပဲငုံနေနေထိုင်ရဖေးပန်းဝင်ရင်ငါရှိရမထင်တော့ဟေးသူကုန်ထမ်းမျိုးများတချို့ဆိုရင်ကောင်းမောရင်ကုန်နေဘယ်သူတွေကောက်ချစ်ပြီးစင်လေတဲ့တခါမှမမြင်တော့လေဒီလိုနဲ့ပဲရှေ့ဆက်အသက်ရှင်ရတာနဲ့အစင်တော့မပြေဘူးကိုတော့ရန်ကြည့်ပြီးတော့ဆုံးဖြတ်တာပဲလားအခုတလောသုံးရတာထဲမှာငိုမျက်လုံးအပြုံးမျက်နှာနဲ့ငါအိမ်ကြီးချင်းတွေအလိုလိုတင်ပေးခဲ့လို့တရဝါတွေကိုမုန်းတက်လာခဲ့တာချထားတဲ့ငါရခံငယ်မရဏငယ်လို့ပဲကံတရားကြီးကရက်စလုံးနဲ့ဘာများမှလို့လေတခါမှမချခဲ့ဘူးတဲ့မျက်ရည်တွေတော့လက်ကားပဲဆိုရွှဲအခုသွားရမယ့်လမ်းကချမ်းနဲ့တက္ကနာပဲငုံ